မေစီထိုးထားတာပေါ့နော်တရားဒီကပီတိုစထရမ်တဲ့နေကြတော့ဒီနေ့တော့ကျွန်တော်တော်တော်လေးဝမ်းနည်းနေပါတယ်ရှာနူးလေးဒီနေ့ accident ဖြစ်သွားတယ်ပေါ့နော်အဓိကနေအခေါင်းလေးထိသွားတယ်ပေါ့မျက်လုံးလေးရဲပြီးတော့မှပါးစပ်တွေလည်းအပေါင်းမဖွင့်နိုင်ဘူးသွေးတွေနဲ့ဖြစ်နေတာပေါ့နော်ဆိုကျွန်တော်တော်တော်လေးမကြည့်နိုင်စိတ်မကောင်းဖြစ်ပါတယ်ကျွန်တော်တို့ချင်းတစ်ခုလေးထဲမှာထည့်ပြီးတော့မှသူစီကံခေါ်သွားတယ်ပေါ့နော်သူတွေကကုန်ကြစိတ်များနိုင်တယ်9000 6000လောက်ကျနိုင်တယ်လို့ပြောတော့ Swipe Clinic Foundation ဆိုတဲ့ဥစ္စာကိုသူတို့ suggest လုပ်ပေးတယ်ပေါ့နော်အဲဆိုကျွန်တော်တို့အဲ့ဒီနေရာနေ10 ကီလိုမီတာလောက်ရှိပါတယ်10 ကီလိုမီတာလောက်ကျွန်တော်ညီနဲ့ဆိုင်ကယ်မောင်းပြီးတော့မှလာပါတယ်ဆေးလေးပါလေးကုပေးမယ်တစ်နိုင်လောက်ဆိုရင်ဂျိုင်းပြန်ယူသွားလို့ရတယ်လို့ပြောတယ်ပေါ့နော်ဒီဘာမှလည်းမသိဘူးမေစီထိုးထားတာပေါ့နော်အဲဆိုချိုးတာတွေပါတော့မလို့ရအောင်အိမ်သွားမှဆေးလေးဆေးတောက်လုပ်ပေးရမယ်တဲ့ဒီမှာသူရဲ့ဆေးတွေလည်းပဲထည့်ပေးပါဗျာပတ်စံလည်းဗျာမပေးစရာမလိုပါဘူးဒီနေရာမှာပေါ့နော်ဒီနေရာမှာပတ်စံလည်းဗျာမပေးစရာမလိုဘူးဒီမှာသူအပေါ်လုံးလုပ်ပေးပါတယ် straight cat တွေပါရှိတယ်ဆိုရင် injury ရတာလို့ခရီးတားတာတော့ဒီမှာလာလို့ရပါတယ်ဗျာနေစီထိုးထားတာနေစီတမ်းမှာကသူဘာမှမသိ6နိုင်ကြာမှပဲပြန်တတိယမှာတဲ့ဆရာဝန်တွေပြောတာညတနာအချိန်ရှိနေပါပြီဒီကနေ့ရိုမာတီတီအခန်းလာလဲတယ်ပေါ့နော်ရိုမာတီတီလာလဲတယ်ဆိုတော့ကျွန်တော်တို့ဒီခုပန်းစည်းတန်းတက်လဲမှာပဲဖြစ်ပါတယ်တက္ကစီခေါ်ပါတယ်ညတနာစီဆိုတော့လမ်းကတော့နည်းနည်းရှင်းတယ်ပေါ့နော်ကျွန်တော်တို့ပန်းစည်းတန်းကိုရောက်လာပါပြီဗျာပန်းအနက်နေမွေးနေတာပဲစိတ်ချမ်းသာရောက်တော့ပန်းတွေရောက်လာမှာကြည့်ပါเห็นတော့ဒီသွားတော့ဗျာဒီအတန်းကားတွေဟင်းသီးဟင်းရွက်တွေအနက်နေတဲ့နန်ထောင်းတယ်လို့စိတ်ညစ်ရတယ်ပေါ့နော်ဒီပန်းစည်းတန်းလာပြီဆိုရင်တော့ပန်းအနက်နေတဲ့ကစည်းလုံးမွေးချိုင်နေမှာပဲဖြစ်ပါတယ်ဗျာစိတ်တွေကြည်လင်အေးချမ်းသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အခုည2နိုင်လောက်အချိန်ရှိနေပြီဒီချိန်လာတာအပြင်မှာလည်းမိုးရွာနေတာနဲ့ခဏမိုးခွင်တယ်လည်းနဲ့အစာပြေထိုင်းမွေးငါလေးစားပါတယ်ဗျာWow guys ဒီမှာကြည့်ပါဦးအထက်မှာပန်းတွေကြီးပဲပန်းတွေဝယ်မယ်ဆိုရင်တော့ဒီဈေးသွားတင်ပါတယ်ပန်းဈေးတွေထဲမှာဒီဈေးကတော့ပန်းဈေးရဲ့ဘယင်လို့ပြောချင်ပါတယ်ကျွန်တော်တို့မတီးခေါ်တာပေးတဲ့အတွက်ကျေးဇူးပါတို့မတီးပန်းတွေတော့တကယ်လာတာပေါ့နော်ကျွန်တော်ရိုက်ပြတာဆိုဘာမှမဟုတ်ရအစပိုင်းမှာရှိတယ်အနောက်ပိုင်းကျွန်တော်ကြည့်နေငေးနေတအားလာလို့ကျွန်တော်ဗီဒီယိုမရိုက်လိုက်ရအောင်ပေါ့နော်တော်လေးကိုလာပါတယ်ဗျာမမြင်ဘူးတဲ့ပန်းတွေကစဒီမှာအကလို့မြင်ရမှာပဲဖြစ်ပါတယ်ဟိုမနက်4နိုင်ရှိနေပါပြီဗျာရိုမာတီတီတော့ရိုမာတီတီအခန်းပြန်သွားပြီကျွန်တော် family ကျွန်တော်အခန်းပြန်လာတယ်ပေါ့ခုတော့တာအိတ်ချင်နေပါပြီတကယ်ကျွန်တော်မိုးလင်းကန်ဒီလည်းဖြစ်နေပြီပေါ့နော်ဒီကနေ့မှာတော့ဘာကြီးလဲဆိုရင်ကျွန်တော်ရဲ့ရှာနူလေးမနက်ပိုင်းမှာ accident ဖြစ်သွားတဲ့ဥစ္စာကိုကျွန်တော်စေုံတပိုးတယ်အဲ့ချိန်မှာလည်းပဲတအားနဲ့ stress များနေတယ်ဗီဒီယိုကောင်းကောင်းမရိုက်ဖြစ်ဘူးပေါ့နော်အခုညနေပိုင်းမှာပန်းစည်းတန်းတော့လဲတယ်ပန်းစည်းတန်းတော့လဲတယ်အားနဲ့လာတယ်အားနဲ့စိတ်ချမ်းသာတယ်စိတ်ညစ်တာတွေအကုန်လုံးဖြီးသွားတယ်ပေါ့နော်လာလာလေးပန်းလေးကြည့်ပြီးတော့မှတာပြီမယ်ပန်းနေငိမ့်နေအကလုံးကိုဗီဒီယိုမရိုက်ဖြစ်ဘူးเนาะဒါပေမဲ့လေခဲ့တဲ့တကယ်ချင်းတော့လေဖို့တက်လည်းပဲကျွန်တော်ဒီရဲ့ location လေးဒီမှာချပေးထားမယ် So hello guys ဒီမှာဒီရဲ့ကျွန်တော်တက်ခေါ်ပြန်တော့မနေ့ကကျွန်တော်ဝယ်ခဲ့တဲ့ဒီဟာเนาะ50ဘူးပဲဒီကခွဲပြီးတော့မှရောင်းမယ်ဆိုရင်900လောက်ညံ့မှထင်တယ်เนาะ50ဘူးရခြိုက်လုံးဝယ်ခဲ့တဲ့တက်ခေါ်ပြန်နေကြည့်ပါဦးကျွန်တော်ဘိုးကုမှာနေတော့เนาะဘိုးကုမှာပြောမှလားမြန်မာမှာပြောမှလားပန်းနေဆိုတော့ဈေးများတယ်
ဒါတော့ပေါ်လို့ရှော်လို့ပဲပြန်အချင်းလေးခုမှ ready ဖြစ်ပြီအမျိုးမခုပြီးမှ ready လုပ်ပေးနေတယ်တရက်တီအချင်းသုံးစားမရအချင်းသုံးမစားဖြစ်တာကြာပြီမနေ့ပန်းစေးတန်းမှာပဲအချွတ်တီလေးတွေဝယ်ခဲ့တော့ဗောနော်တရက်တီကပီတိုစထရမဲ့တကယ်ကျွန်တော်ဟုတ်တော့Morning guys. Oh my god. နောက်ကျမှ AB sorry ထားဖြစ်ပါတယ်ဒီကနေ့ကတော့နည်းနည်း plan တွေရှိတယ်ဗောနော် morning ကျွန်တော်ရှာနူလေးတော့ထားနိုင်ပြီအခုဒီမှာအေးအဖျားတွေတက်နေတဲ့သူခန္ဓာကိုယ်တွေပူကျင်နေတာပဲဟောရှာနူခွေးသူကဒီမှာပြေးသွားတယ်ဗောနော်ဒါဆေးလေးမှဒီကနေ့3-4ရက်မြောက်မှာနည်းနည်းတက်တာလို့ဖြစ်တာဒီမှာမျက်နှာရောင်နေတော့မယ်ငင်းတဲ့နေဒီမှာဒီနေ့လည်းအမွေးတွေအကုန်ရိတ်ထားတာဘာလို့ရိတ်ထားတာမသိဘူး။နားမလဲ။ကြရစမ်းမပဲမမ ready ဖြစ်ပြီ။အေးကျွန်တော်ထွက်လာပါပြီ။ outfit check outfitဒီကနေ့တော့ major ကမိုင်းမှာရုပ်ရှင်ကြည့်ဖို့ရောက်နေတာပဲဖြစ်ပါတယ်ဒီကနေ့ Conjuring ဇက်ကလည်းတင်ထားတာပေါ့နော် horror movie တင်ထားတာဆိုတော့ကျွန်တော်အဲ့ဒါအပြင်းပြေလာကြည့်နေတာပဲဖြစ်ပါတယ်နောက်ထပ်နိုင်ဘက်မှာဆို movie လည်းစားတော့မှာပေါ့နော်ဆိုတော့တကယ်ကျွန်တော်ရဲ့ blog ကတော့ဒါတော့2ရက်3ရက်စာပေါင်းပြီးတော့ကျွန်တော်လုပ်ထားတာပေါ့နော်ဘာလို့လဲဆိုတော့ဒီရက်ပိုင်းမှာကျွန်တော်စိတ်ငြင်းရတယ်ပေါ့နော်အလုံးမရှိတော့ပေါ့အလုံးရှိတဲ့တန်းနဲ့လုံးလုံးမရအောင်ဖြစ်နေတာပေါ့နော်ကိုယ့်ရဲ့အခြေအနေကြောင့်အခန်းအခြေအနေကြောင့်ဆိုအဲ့လိုလေးတွေမလုပ်ရတော့ကျွန်တော်ပြီးကြတော့အခုအတူမချလို့ခံစားရတယ်ပြီးကြတော့အခြေအနေလည်းဒီတိုင်းလည်းအလဟတ်ကိုနေတဲ့ကျွန်တော်တော်တော်လေးနေအခက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ရှာနေတဲ့ခံလည်းရောက်သွားပြီဆိုတော့ကျွန်တော်အခုအဲ့ဒီအခန်းနေစားပြီးတော့မှအဲ့ဒီအခန်းမှာပဲတက်တူတွေဆက်ရေးပြီးတော့မှကျွန်တော်ရဲ့ career ကိုအရှိဆက်တူသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနောက်ပိုင်းမှာကျွန်တော်ကိုယ်ပိုင်သီးတဲ့အလုပ်နေရာလေးဖြစ်သွားပြီဆိုရင်တော့တက်တူနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေလည်းပဲတက်လာတော့မှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့တက်တူနဲ့ပတ်သက်မှာဗီဒီယိုလေးတွေစောင့်တဲ့တငယ်ချင်းမိတ်ဆွေတွေလည်းပဲပချာကင်ရောက်လာတော့မှလို့ကျွန်တော်အသိပေးချင်ပါတယ်ဆိုတော့ဒီကနေ့2ရက်3ရက် blog video လေးကျွန်တော်တလောက်မှာပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာကိုကျန်းမာနဲ့ပြည့်စုံပါစေနောက်တစ်ခုဗီဒီယိုမှာပြန်တွေ့ပါအောင် okay bye bye